Hello အခုဆိုရင်တော့ကျွန်တော်သချင်းလေးဆိုပြချင်ပါတယ်ဗျာကိုကတော့အလုံးမှာပေါ့နော်လုံးမှာအဲ့တဲ့ပါလို့ပြင်းလို့ပေါ့နော်သချင်းလေးဆိုပြချင်ပါတယ်ဒီခံပြီးတော့နောက်ထောင်ပေးကြပါအောင်ဗျာကိုရဲ့အတိတ်တွေမှာအမဲစများရှိခဲ့ပါတယ်ဒါရီမကောင်းမှန်းသိတာမို့ထပ်ပြီးမလုပ်တော့ဘူးလေမြစ်တာလေးရဖို့အတွက်နဲ့ကိုဆုံးရှုံးလိုက်ရတာတွေကိုစတေးခဲ့ရတာတွေဘာတစ်ခုမှအဖက်မတင်နေဘူးအရှိကြီးထပ်ပြီးမမိုက်တော့ဘူးလေထပ်ပြီးမဆိုးတော့ဘူးလေအရင်လိုမင်းနာရှိခွင့်ပေးအတိတ်တွေကိုပြူပြင်းလို့မရတော့ပေမဲ့အနာဂတ်မှာကိုအကောင်းဆုံးတွေပဲမင်းလေးကိုပေးချင်သေးတယ်ထပ်ပြီးမမိုက်တော့ဘူးလေထပ်ပြီးမဆိုးတော့ဘူးလေအရင်လိုမင်းနာရှိခွင့်ပေးတရှင်ကတော့အဲ့လိုအကျမ်းပဲပေါ့နော်ကျွန်တော်ကအဲ့လိုခုလောလောဆယ်ကွာအလုပ်ကလည်းတစ်ဖက်ဆိုဂီတာတီးရတင်တော့တင်နေတယ်မဲ့အဲ့လိုအာရုံကအဲ့ဖက်တိတ်မရောက်ဘူးကွာအဲဒါကြောင့်ကျွန်တော်တရှင်တွေကဘာပဲဖြစ်ဖြစ်ဂီတာလေးနဲ့ဆိုပြရတော့ပို့ပြီးမှကောင်းမယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်စူးစမ်းပါမယ်အဲ့လောလောဆယ်တော့နည်းနည်းတော့နှောင့်နှေးနေမှာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာယူဆိုင်ကြပါလို့တတာ